တခါတော့ကတငယ်ချင်းတစု KTV မှာအရက်ထိုင်တောက်ရင်းအချစ်ရေးအကြောင်းတိုင်တင်နေကြပါတယ်။ ဝိုင်အေးကြီးတွေတယောက်တည်းထိုင်တောက်နေရတာလူပြိုတွေကံမကောင်းလိုက်တာလို့အနီရောင်ဝတ်စုံတဲ့တယောက်ကညည်းတွားတော့သပင်အဝါရောင်နဲ့တငယ်ချင်းကဘသူမှသူ့လောက်ကန်ဆိုးမှုမှမကြဘူးလို့ဆိုတယ်။သူ့အမေကနေတိုင်းမျက်ကန်းချင်းတွေ့ခိုင်းတာကိုသူကအတင်းအာရမခံနေရတယ်တဲ့။နောက်ဆုံးအချိန်ကမိန်းကလေးပုံစံကိုပြန်ပြောရင်းဟင့်ကျွန်တော်အသက်မရှင်ကျင်တော့ဘူးဆိုပြီးငိုယိုလိုက်တာကိုကြည့်ပြီးကြံတဲ့သူတွေကရေကြပါတယ်။ဒါပေမဲ့သူကခဏအကြာမှာပဲအကိုလက်ကအကောင်းဆုံးပဲ။အိမ်အောင်ကြပြီးသွားပြီဆိုတော့အိမ်ကလည်းအတင်းကျပ်မလုပ်တော့ဘူးလို့ထပ်ပြောလိုက်တာပါ။အဲ့ဒီအချိန်မှာအကိုလက်လို့ခေါ်တဲ့ပင်မဆက်ကောင်အနက်ရောင်ရှက်အင်ဂျီဝတ်ထားတဲ့သူကတော့တိတ်ဆိတ်စွာပဲအရက်ကိုတောက်နေခဲ့ပါတယ်။ရုတ်တရက်အဲ့ဒီနေရာကနေထွက်သွားတော့မှသပင်ဝါနဲ့တငယ်ချင်းကသူ့စကားမသွားမှန်းသတိထားမိပြီးမျက်နှာပြတ်သွားပါတယ်။အပြာရောင်ပိုလိုရှုပ်ဝတ်ထားတဲ့တငယ်ချင်းကတော့သူ့ကိုအပိုတွေပြောမပြီးနိုင်ဘူးလို့ပြောပြီးခေါင်းခါပြပါတော့တယ်။ဒီတော့အနီရောင်ဝတ်စုံနဲ့တငယ်ချင်းကပြောပါအောင်။အကိုလက်နဲ့အမလက်ကဘလို့လောက်ကွာရှင်းခဲ့ကြတာလဲ။သူတို့နှစ်ယောက်ကအတော်လေးအဆင်ပြေတယ်လို့ငါမှတ်မိနေတာလို့မေးလိုက်ပါတယ်။ပန်းပွင့်အင်ဂျီနဲ့တငယ်ချင်းကတော့ဘသူသိမှလဲ။အကိုလက်ကစကားနည်းနည်းလေးမှမပြောတတ်တဲ့လူတစ်ယောက်လေ။ဒါပေမဲ့အမလက်ထွက်သွားပြီးနောက်ပိုင်းမှာတော့သူ့ရဲ့ဘဝကတကယ်ကိုပြောင်းလဲသွားခဲ့တာပဲ။စပင်ဝါနဲ့တငယ်ချင်းကတော့သူ့အထင်အကိုလက်ကအရန်တုံးတာဘာမှထုတ်မပြောတတ်ဘူး။အဲ့ဒါကြောင့်သူ့မိန်းမကွာရှင်းသွားတာထိုက်တန်တာပဲလို့ထပ်ပြီးဝေဖန်ပါတော့တယ်။ကားမောင်းနေတဲ့လမ်းတစ်လျှောက်မှာအကိုလက်ရဲ့စိတ်ထဲမှာတော့အတိတ်ကပုံရိပ်တွေပြန်ပေါ်လာပါတယ်။သူ့ဘဝရဲ့အလှဆုံးနေ့မင်္ဂလာဆောင်နေ့ကိုသူပြန်သတိရမိပါတယ်။သူ့ဇနီးဟောင်းကူရောင်ဟာအဖြူရောင်မင်္ဂလာဝတ်စုံလေးနဲ့မျက်လုံးလေးတွေကွေးညွတ်အောင်ရည်နေခဲ့တယ်။လက်စွပ်လဲတဲ့အခါသူ့လက်တွေတုံရင်နေခဲ့တာကိုသူသတိရမိတယ်။သူပြောချင်တဲ့စကားလုံးတွေအများကြီးရှိခဲ့ပေမဲ့ဘာမှမပြောခဲ့ရဘူး။အဲ့ဒီနေ့ကသူ့နှလုံးသားကပျော်ရွှင်ခြင်းတွေနဲ့ပြည့်နေနေခဲ့ပေမဲ့သူ့ရဲ့တိတ်ဆိတ်ခြင်းကအနာဂတ်အတွက်တိတ်ဆိတ်တဲ့နမိတ်တစ်ခုဖြစ်မှန်းသူမသိခဲ့ဘူး။သူတို့ရဲ့ဘဝလမ်းခရီးမှာလည်းသူကအလုံးနဲ့သာအချိန်ကုန်ခဲ့တယ်။သူ့ဇနီးကိုအချိန်ပေးဖို့ဆိုတာမေ့လျော့နေခဲ့တယ်။သူတယောက်တည်းအလုပ်စူးစမ်းနေတာကသူ့အတွက်အောင်မြင်မှုလို့ထင်ခဲ့ပေမဲ့သူ့ဇနီးအတွက်အဖော်မဲ့ခြင်းနဲ့ဝေးကွာခြင်းကိုဖြစ်စေမှန်းသူမသိခဲ့ဘူး။ညနေတိုင်းခန်းထားတဲ့အိမ်ကြီးထဲမှာသူမတယောက်တည်းထိုင်နေခဲ့တဲ့ပုံရိပ်ကိုသူပြန်မြင်အောင်မိတယ်။သူမဘလောက်အဖော်လိုအပ်နေလဲဆိုတာကိုသူမသိခဲ့ဘူး။တနေ့တော့သူ့ဇနီးကကွာရှင်းမယ်လို့ပြောလိုက်တဲ့အခါသူ့ခေါင်းထဲမှာဘာမှမရှိတော့ဘူး။လမ်းခွဲဖို့မတောင်းဆိုခြင်းပေမဲ့ပါဇက်ကဘာမှထွက်မလာခဲ့ဘူး။နောက်ဆုံးတော့ဟုတ်ကဲ့ဆိုတဲ့စကားတစ်ခွန်းသာသူပြောလိုက်နိုင်ခဲ့တယ်။သူ့ဘဝမှာနောင်တအများဆုံးစကားလုံးတစ်ခွန်းဖြစ်မှန်းသူအခုမှသိခဲ့ရပါတယ်။အဲ့ဒီအချိန်ကစပြီးသူတို့နှစ်ယောက်ကြားမှာဘလို့မှဖြတ်ကျော်လို့မရနိုင်တဲ့အတားအဆီးတစ်ခုကားစီးသွားခဲ့တာပဲ။အလုပ်တွေပြီးလို့သူ့တူလေးဟောက်ဟောက်ကိုကြောင်းသွားကြိုတဲ့အခါသူတို့အိမ်နဲ့မတူတဲ့ရက်ွက်တစ်ခုကိုသူရောက်လာပါတယ်။ဒီဟာဟောက်ဟောက်ပြောတဲ့သူ့တငယ်ချင်းအိမ်ဖြစ်မယ်လို့သူတွေးမိပါတယ်။အထဲကနေအပြင်ကိုထွက်လာတဲ့ဟောက်ဟောက်ကနာရီလေးကိုကြည့်ပြီးအိုးကျွန်တော်ဦးလေးလာကြိုပြီလို့ပျော်ရွှင်စွာအော်ပြောလိုက်ပါတယ်။ဟောက်ဟောက်ရဲ့တငယ်ချင်းအမေဇနီးဟောင်းကူရောင်ကတော့ကလေးငယ်တယောက်ကိုပွေထားရင်းဟောက်ဟောက်ကိုလမ်းမှာသတိထားဖို့နဲ့မနှက်ပြန်ထက်လာလဲဖို့ပြောရင်းနှုတ်ဆက်နေခဲ့တာကိုသူမမြင်ခဲ့ရပါဘူး။ကားမောင်းထွက်သွားပြီးတော့မှအိမ်သတင်းပေါက်ကနေလိုက်ကြည့်နေတဲ့ကူရောင်ကမျက်ရည်တွေစီးကျနေခဲ့ပါတယ်။ကားထဲကလူကိုမမြင်ရပေမဲ့သူမရဲ့နှလုံးသားကတော့တဆက်ဆက်ခုန်နေခဲ့ပါတယ်။သူတို့နှစ်ယောက်ကြားကဖြတ်ကျော်လို့မရနိုင်တဲ့ခြားနားမှုတွေကိုသူမခံစားနေရစေပါ။ကားပေါ်ရောက်တော့ဦးလေးဖြစ်သူကပြောခဲ့လားလို့မေးတော့ဟောက်ဟောက်ကပြောပါတယ်လို့ရှင်ပြစွာပြန်ဖြေပါတယ်။ဘာတွေစားခဲ့လဲလို့ထပ်မေးတော့ကျွန်တော်တငယ်ချင်းအမေချက်ထားတဲ့အုံတို့ကြက်ဟင်းလေးစားခဲ့တာအရန်ကောင်းတယ်လို့ပြောလိုက်ပါတယ်။ဒီစကားကိုကြားလိုက်တဲ့အခါဦးလေးဖြစ်သူရဲ့မျက်နှာကအံ့ဩတုန်လှုပ်တဲ့အရေးအယောင်တွေပေါ်လာပါတော့တယ်။အိမ်ပြန်ရောက်တော့သူ့စိတ်ထဲမှာအုံတို့ကြက်ဟင်းအကြောင်းခေါင်းထဲမှာပတ်ချလဲနေခဲ့ပါတယ်။မိဖို့ကြောင့်ကတီယာမီစူးကူးလေးကိုသူတွေးလိုက်ပါတယ်။တစွန်းခတ်စားလိုက်ရင်အရသာကောင်းသားပဲလို့ပြောလိုက်ပါတယ်။အတိတ်ကသူ့ဇနီးဟောင်းကူရောင်ဟာအချို့ပွဲတွေလုပ်ရတာကြိုက်နှစ်သက်ကြောင်းသူသတိရမိပါတယ်။သူမလုပ်တဲ့တီယာမီစူးဟာသူစားဘူးသမျှထဲမှာအကောင်းဆုံးဖြစ်ခဲ့ပေမဲ့သူမကိုတခါမှမပြောပြခဲ့ဘူး။အဲ့ဒီစကားလုံးတွေပြောချင်ခဲ့ပေမဲ့အခုတော့ဘယ်သူမှနားထောင်ပေးနိုင်တော့မှမဟုတ်ဘူးလို့သူတွေးရင်းဝမ်းနည်းမိပါတယ်။ညဘက်ရောက်တော့ဟောက်ဟောက်လေးကသူ့ဦးလေးစီကိုရောက်လာပါတယ်။ဦးလေးကျွန်တော်ဦးလေးနဲ့အတူတူအိတ်ချင်တယ်လို့ပြောပြီးအိယာဘော်ကိုတက်လာပါတယ်။ပြီးတော့ဦးလေးတည်သွားပြီးစိတ်ဆိုးရင်ဘယ်လိုလုပ်မလဲ။မလက်နဲ့ညီလေးစီကိုဘယ်တော့မှမသွားရတော့ရင်ဘယ်လိုလုပ်မလဲလို့သူစိုးရိမ်တကြီးမေးပါတယ်။ပြီးတော့ဦးလေးအနာဂတ်မှာအတော်လူဝေရန်နဲ့လက်ထပ်မှာလားလို့မေးလိုက်ပါတယ်။ဦးလေးကမလက်ထပ်ဘူးလို့ပြက်ပြက်သားသားပြန်ဖြေပါတယ်။ဒါပေမဲ့ဟောက်ဟောက်ကအလျှော့မပေးသေးပါဘူး။အကယ်၍အမလက်ပြန်လာရင်ရောဦးလေးသူမနဲ့ပြန်ပေါင်းမာလားလို့ထပ်မေးလိုက်ပါတယ်။ဦးလေးဖြစ်သူကတော့မျက်နှာမတာမယာနဲ့သူမပြန်မလာတော့ဘူးလို့ပြောပြီးအိတ်ဖို့ပြောလိုက်ပါတယ်။အဲ့ဒီအခါဟောက်ဟောက်လေးကခေါင်းအုံးကိုပိုက်ပြီးကလေးတဘာဝစကားလေးတွေပြောပါတော့တယ်။ဟုတ်တယ်နော်လူကြီးတွေရဲ့ကဘာကထူးဆန်းလိုက်တာသူတို့တကယ်တယောက်ကိုတယောက်ချစ်နေကြပါသေးတယ်။ဘာလို့ကွဲကွာနေကြတာလဲ။ပြီးတော့သူကိုယ်တိုင်ပဲသူ့ဦးလေးနဲ့အမလက်ကိုပြန်ဆောင်စည်းအောင်လုပ်ပေးရမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ကလေးလေးတယောက်ရဲ့ဖြူစင်တဲ့စေတနာနဲ့ချစ်ချင်းမြတ်တာတွေကသူတို့ရဲ့ကွာခြားနေတဲ့ဘဝတွေကိုပြန်လဲဆောင်စည်းစေနိုင်မလားဆိုတာတော့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။